မင်္ဂလာပါရှင်ရီဒါဂျိုကာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဖတ်ပြမယ့်စာအုပ်ကလေးကတော့ဆရာနေဝင်းမြင့်ရဲ့တာလီကာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဟောဦးလေးကဒီမှာလားဦးလေးကြီးတို့အခန်းကလည်းညစ်ပတ်လိုက်တာကြည့်ပါဦးစပွဲအစုပ်ကြီးရောဝလုံးတွေရောဒီဗီဒီယိုဟောင်းကြီးကဦးလေးတို့ဟာလားစက်ယုံကပိုင်တာပေါ့နော်ဘာတွေထည့်တာလဲစာအုပ်တွေလားဘာလို့တာလဲရောင်းစားပါလားအဟောင်းနေဆို24ကျပ်တောင်ရတယ်တပိတ်တာကိုသမီးကျောင်းဆောင်အဟောင်းနေရောင်းတာ90သားကို12ကျပ်ဆိုတော့24ကျပ်ဈေးပေါ့ဦးလေးရောင်းလိုက်ပါလားရောင်းလို့ဘယ်ရမလဲနော်အစိုးရဟာတွေလားဦးလေးတို့ကဘာလုပ်တာလဲအုတ်ကားတွေထွက်လာရင်ဦးလေးတို့ကစစ်ရတာဟုတ်လားအုတ်တရားအများကြီးနော်ကားပေါ်မှာတင်ထားတာကိုဘလို့ရေးသလဲသမီးတို့ဆိုရင်တော်တော်စိတ်ညစ်မှာပဲအခုကောင်းချင်းတို့ရောင်းတာတောင်တစ်ခါတလေဘယ်နှထုတ်ထည့်မိမှမသိဘူးအမေကမနက်ကအထုပ်90ဆိုတော့မှပြန်ရီရတယ်တခါလဲမှားတာပဲအမေကဦးလေးကြီးတည်သားပဲတခါရီတာသူ့ဟာသူမှားလဲသမီးမှားတာပဲလုပ်တာဦးလေးတို့အမေကိုမှတ်မိလားမကြည်ညွန့်လေဦးလေးတို့တန်းရမှနေတော့မတန်းမြင့်တို့နဲ့အခန်းချင်းကတ်နေတာမဟုတ်လားသူတို့အခန်းဒီဘက်ကဦးကလားမလှမြန်ယောက်ျားကိုကလားလေခဏစကားတွေများတယ်လေနောက်တော့မလှမြန်လင်းနောက်လိုက်သွားတယ်လေအဲ့ဒီအခန်းပြီးတော့နောက်တစ်ခန်းလူမရှိဘူးလေမှတ်မိလားပြီးတော့မှသမီးတို့အခန်းအဖေကဦးတန်းညွန့်လေမိဖို့ကလေအုတ်တင်မိဖို့တဲ့ဌာနလေဟိုအောက်ဆက်ကလေဦးလေးကြီးတို့ဆက်ကမဟုတ်ဘူးအောက်ဆက်ကအဖေကခြေထောက်တစ်ဖက်မကောင်းဘူးနှိပ်တော့လဲနှိပ်တာပဲဦးလေးရဲ့မပြောက်ပါဘူးမြမဆရာကျူဆန်းမှာကောင်းတယ်ဆိုလို့လဲအမေရသွားတာပဲပတ်စံကုန်တာပဲလှော်ကားကပျောက်တယ်ဆိုလဲအမေရသွားတာပဲပတ်စံကုန်တာပဲခုဆရာဝန်နဲ့ဆေးထိုးနေတာလဲခြေထောက်က၄တုံးမဲ့တဲ့လမ်းသွားလို့တော့ရပါတယ်၄တာအဖေက၄တာကြီးကိုမကြိုက်ဘူးတဲ့၄တာဘာဖြစ်လဲနော်လမ်းသွားရရင်ပြီးတာပဲမဟုတ်ဘူးတနေ့စိတ်ညစ်လို့တဲ့အမေကိုလည်းရန်လုပ်တယ်အမေကရန်ဖြစ်တဲ့နေ့ဆိုဆေးကန်းကိုမပို့တော့ဘူးအဖေကလည်းမသွားတော့ဘူးရန်မဖြစ်တဲ့နေ့ဆိုအမေကပို့ပြန်ရောဆေးတစ်လုံးထိုးရင်အစိတ်တဲ့ဆေးလုံးပါရင်40တော့ကုန်နေတဲ့အဖေဦးသန်းညွန့်ကိုသိတယ်မလားသူမိမလေးမကြည်ညွန့်လေဦးလေးမှတ်မိမှာပါခုဦးလေးတို့ဘယ်မှာနေတာလဲရွှေပြည်သားမလားရွှေပြည်သားဘယ်နားမှာတော့ခေါင်းသုံးလုံးလားကားကြီးဂိတ်လားတရားကြီးလားသမီးရောက်ဟူးသားပဲတရားကြီးကတော့ဝေးတယ်နော်ဒါလာတခုတစ်ချက်ပဲရောင်းတာမပါပါဘူးလေးရထူးပါတယ်အမေတခုတစ်ချက်ရတာကန်ကောင်းချင်းတပြေဘလောက်မှတ်လို့တော့အဲ့ဒါမပြောနဲ့ဖတ်တောင်ဈေးကြီးတယ်အုံးဒီကလည်းဈေးကြီးတယ်ငါပြောသည်နဲ့လှုပ်တဲ့ကောင်းချင်းတို့ကလူသိမ့်မကြိုက်ဘူးရိုးပဲလူတွေကစားတာအရင်ကလားဒီပေါ်တစ်ခါမှတော့တက်မရောဘူးပါဘူးသမီးညီမလေးတွေလားတယ်လင်ကန်းလေးကလားလေးသူတို့လာရောင်းတယ်နောက်ဒီထက်ကမိမကြီးတွေကလည်းသူတို့အရင်မုံနေလှုပ်လာပြီးရောင်းတယ်ဦးလေးမတွေ့ဘူးလားမြေပဲလော်တွေငပြောသီးတွေရွှေကြီးစနစ်မကင်းတွေရောင်းတာဦးလေးဝယ်စားတယ်မလားသမီးကောင်ချင်းတို့လည်းဝယ်ဆောင်ဒါပဲမရဘူးစိတ်တောင်ပြတ်ပါတယ်ဦးလေးရဲ့ရောင်းလည်းမရောင်းရဘူး၄-၅ခုပဲရောင်းရတယ်ဒီမှာကြည့်ပါလားဘာရှိသေးလို့လဲနေအောင်15ကျပ်တန်ရဲ့10တန်ရဲ့အခုရောင်းတဲ့ကျပ်တန်တွေရဲ့29ကျပ်ဖိုးပဲရောင်းရသေးတယ်ခုဘယ်နာရီထိုးပြီလဲမကုန်ရင်တော့မောကြောပဲအမေကတော့ခောက်မှာပဲဘူတိုင်အောင်မှာခါတိုင်းရောင်းတာရောင်းရတယ်ဦးရဲ့လင်ကန်းကဒီမှာတက်ရောင်းမှာလားဆိုလို့အလကားကလားဟုတ်တာလည်းမဟုတ်ဘူး तू ကဒီနေ့ဒီကိုမလာဘူးသမီးကိုပတ်ပြီး तू ကဘူတိုင်အောင်သွားနေလားမှမသိလင်ကန်းကလည်းသနာပါတယ်သူ့မေကိုလှုပ်ကြွေးနေတာအမေဒီကောင်ကအယုတ်လဲပတ်စံကြီးပြစ်တာလူကြီးတွေနဲ့ပြစ်တာနေတိုင်းရှုံးတာပေါ့လက်မှမတည့်တာရှုံးတာတော့နဲသေးတယ်သူ့မေကိုသမီးတိုင်ရင်လဲသူ့အမေကရိုက်တာပဲဒါလည်းမမှတ်ဘူးသမီးကတော့အကုန်ပြန်ပေးတာပါကျောင်းနေတော့ကတော့နည်းနည်းပါးပါးခိုးထားတယ်ခိုးတယ်ဆိုတာသမီးစားလိုက်တာဆိုပြီးပတ်စံယူလိုက်တာပါခုကျောင်းထွက်လိုက်တော့မခိုးတော့ပါဘူးတခါတလေရေခဲတုံးနဲ့လဲစားရင်တော့စားတယ်ဒါပဲအခုကျောင်းအောင်ထုတ်လိုက်တာ2နှစ်တောင်ရှိပြီစားတော့တော်ပါတယ်ဆက်နေရင်အခု4တန်းရောက်နေပြီလေသမီးလည်းကျောင်းဆက်နေရင်4တန်းပဲကျောင်းမနေချင်တော့ပါဘူးလေးရဲ့ကျောင်းတက်တာပတ်စံမရပါဘူးဈေးရောက်တာပတ်စံရတာအမေကညီးသဘောဆိုတော့သမီးထွက်လိုက်တာပဲအဖေနဲ့အကိုကရိုက်သေးတယ်မိကတားလို့ခုတော့အဖေက6ရောက်လဲလေဖြက်ရောတော်သေးတယ်ငါသမီးဈေးရောက်လို့တဲ့အကိုကြီးကတော့စစ်ထဲဝင်သွားပြီသူလည်းကြောင်းကောင်းကောင်းမနေရဘဲနဲ့လှဲ့တွန်းလိုက်ဟိုသွားလိုက်ဒီသွားလိုက်နဲ့ခုတော့စစ်တပ်ထဲရောက်သွားပြီအရင်ကစာလာတယ်တင်းနှန်းဆင်းမိသွားပြီတဲ့ဓာတ်ပုံလည်းပါတယ်အသားတွေလည်းမဲလို့ရှည်တန်းသွားရတော့မှလားမသိပါဘူးကိုကြီးတော့သနာပါတယ်အမေကအကိုကြီးဓာတ်ပုံကိုထရံမှာညှက်ထားတယ်တစ်ခါငိုးတယ်အလက်ကောင်ကိုကြီးအောင်ကျော်ညွန့်ကိုသိလားဦးလေးတို့တန်းရမှနေတော့သူများအိမ်အောက်ကပတ်စံနေဇွန်းနေကြရင်လိုက်ကောက်တဲ့ကောင်လေးသိလား
သွားနေပဲ့နေတဲ့ဟာလေ။ तू အခုဝက်ရှော့မှာထမင်းစားတစ်နေ့30တောင်ရတယ်။တစ်လ900အဲ့ဒါတောင်ကောင်းကောင်းမလုပ်ချင်ဘူးပြန်လာခြင်းနဲ့မလုပ်ချင်ဘူးဆိုတော့မေကဆဲတော့မှဆက်လုပ်တာ။ကိုင်းလေကိုရနဲသလား။ခုရီးစားထားတယ်တဲ့။ပတ်စံနေခဏခဏတောင်းနေတဲ့။ဝက်ရှော့ကဦးလေးကအမေကိုတိုင်းနေ။သမီးအမကောမှတ်မိလား။ဦးလေးတို့ငယ်ရလာကစားတာလေ။ तू ကကုံစိမ်းရောင်းနေခေါင်းချွေရောင်းနေ။ तू ကသူခေါင်းချွေတောင်လှုပ်တက်သွားပြီ။အမေမြက်တယ်။ကစုံတစည်းကိုပြား80နဲ့ယူပြီးတစ်ချက်ခွဲနဲ့ရောင်းတာမမြက်ဖဲနေပါမလား။ဒါမဲ့သူ့ပစံကအိမ်မပါဘူး။တော်ကြရင်အင်ကြီးစားမှာလို့တော်ကြရင်မိတ်ကပ်ဘူးမှာလို့တော်ကြရင်စနိုးမှာလို့နဲ့ပြီးနေတာ။အမေကသူသမီးကြဘာမှမပြောဘူး။ तू ရှာတာ तू ဝစ်ပါစေအေးတဲ့။လူကဖြင့်12နှစ်တောင်မရှိသေးဘူး။ရီးစားထားလို့တဲ့အမေသက်တာဘာပြောကောင်းမလဲ။ထောင်းဟာနှံ့ဦးဟာဆိုပြီးသက်တာ။ခုတော့မထားတော့ဘူး။ထားတာလည်းကြည်အောင်စိုက်ကားသမားကိုထားတာ။အဲ့ဒီကောင်လေးကလူကငငယ်လေးရက်တော့တယ်တဲ့။ပတ်စံတော့တော်တော်ရတယ်။ဒါမဲ့ဘယ်သဘောတူမှလဲ။အမငငယ်လေးရှိသေးတာ။လုတ်ပေါင်းဦးလေးရဲ့ဝယ်စားစမအောင်29ခုပဲရောင်းရသေးတယ်။အများကြီးကိုကြံသေးတယ်။လင်ကန်းလေးသေနာကောင်6တွန်းတာ။ရောင်းလဲမရောင်းရပဲနဲ့။အိမ်မှာတော့အဖေကလည်းလုတ်တယ်။အကိုလက်ကလည်းလုတ်တယ်။အမလည်းဈေးရောင်းတယ်။အကိုကြီးကတော့ထားလိုက်တော့အဝေးမှာဆိုတော့အဲ့ဒါမလောက်ဘူး။တခါလာလဲချင်းမောင်ရွက်တခါလာလဲချင်းမောင်ရွက်ပဲ။ငပိရေကတော့နေတိုင်းအမေကမစားနိုင်တဲ့လူအိမ်မော်ဆင်းညလင်ယူကြမရယူကြတဲ့။သမီးကဘယ်နဲ့လို့လင်ယူမလဲနော်။အမေကစိတ်ညစ်လို့ပြောတာနေမှာပါ။သူ့ညီမတွေကတန်ရကန်းကိုဘေးကအဖီတွေနဲ့နေတဲ့သူကနေတယ်။ဒေါ်လေးနဲ့သမီးတို့ဘွားကနောက်ဖေးမှာခန်းလေးနဲ့နေတယ်။သူတို့မရှိဘူးဆိုရင်လည်းအမေပဲ။သူတို့ဟင်းမရှိဘူးဆိုရင်လည်းအမေပဲ။နေမကောင်းလို့ဆေးထိုးမယ်ဆိုရင်လည်းအမေပဲ။အမေကသူ့အမေကိုတောင်ပြန်ဆဲတယ်ပြန်អော်တယ်။အဖွားကဆဲပါအေးညီကဆဲရမယ့်နေရာမှာကိုတဲ့။ဖုံးကြည့်ပါစေသက်ရှိပါစေတဲ့။စုတောင်းလိုက်သေးတယ်။မျက်ရည်တော့ကျတယ်။တခါတော့ဒေါ်လေးနဲ့အမေနဲ့တက်ကြရော။ပြီးလဲပြီးရောအမေကအားလုံးကိုနှင်ထုတ်တော့တာပဲ။သွားကြတယောက်မှမနေနဲ့ဆိုတော့မှငြိမ်သွားတော့တယ်။ခုတော့တူတူပါပဲ။ဒေါ်ကြီးမြအေးကလည်းကောင်းချင်းထုတ်ရောင်းရတာပဲ။ तू ကဒီမှာမရောင်းမှုဖော့ကန်စီသွားရောင်းနေ။မနက်ပိုင်းရောင်းတယ်ပြန်လာမှဆံဝယ်လာပြီးချက်တယ်။သူ့ယောက်ျားကသေပြီလေ။ကြာလှနေပြီ။ဦးလေးကလည်းတောမှနေကြတာဦးလေးဘယ်သိမှလဲ။သမီးတော်မတွေ့ဘူးသဘောကောင်းနေတဲ့။စပားရင်မွေးကြိုက်တာတဲ့။စိတ်ုံတော့မရောက်ဘူးသေရော။ဒေါ်ကြီးကတောမှလောက်ကင်စားသေးတယ်။လင်းကားနဲ့တောမှပဲနေတာ။သား2ယောက်ရှိတယ်။ဇော်လင်းနဲ့အောင်လင်းနဲ့2ယောက်။အဲ့ဒီကလေးတွေကတော့တောမှသူတို့ဘိုးအေတွေကမွေးစားလိုက်တော့ဒေါ်ကြီးပဲကြံတာ။နောက်တော့အမေကဒီလာခဲ့ပါလားဆိုတော့ခဏရဲလို့လာတာမပြန်ဖြစ်တော့ဘူး။တလောကပြဿနာတက်တာဦးလေးကြားလာမကောင်းတာလှုပ်စားတယ်ဆိုပြီးရက်ွက်လူကြီးတွေကနှင်မယ်လို့တော့ကောင်းချင်းပြန်ထုတ်တာအမေကဟဲ့ငါတို့အမျိုးထဲမှာဒါမျိုးမရှိဘူးဟဲ့ဘာမရဲ့နဲ့အော်ဒါလူတွေထွက်လာဆိုတာမှလူတွေဆိုတာမှထွက်ကြည့်ကြတာအများကြီးမန်ကကောင်လေးနဲ့ရုပ်ရှင်သွားကြည့်တာတဲ့ကောင်လေးက3ယောက်ဒေါ်ကြီးက1ယောက်တဲ့ရုပ်ရှင်ကပြန်လာတော့ယထာလန်းကပြန်လာတယ်တဲ့ယထာလန်းအမှောင်ပိန်းနေတာအဲ့ဒီကပြန်လာတဲ့အဲ့ဒါကိုဘယ်သူမှမသိဘူးနောက်မှသိတာအမေကဘာမှမပြောဘူးဒေါ်ကြီးကိုပဲစုတယ်ဒေါ်ကြီးကလည်းပြန်ရန်တွေ့တာပဲငါသွားတာဘာဖြစ်လဲငါ့ကိုဘယ်ကောင်မှလာကြုံကြိုက်လောက်တာလဲပါဆွဲချမယ်လို့អော်တော့အမေကသူ့ညီမကိုပါရိုက်ရောအဖွားကလည်းငိုစူညံသွားတာပဲနောက်လဲဟိုလူနဲ့သွားဒီလူနဲ့သွားတာကိုလူတွေကပြောတာပေါ့အဲ့ဒါကိုဦးလေးရဲ့မကောင်းတာလှုပ်စားတယ်တဲ့လူတွေကသပုတ်လွေလွင်ပြောတာပါဦးလေးရဲ့တနေ့တော့အမေကညဘက်ဒေါ်ကြီးကိုခေါ်မေးတယ်ညီးတယ်လင်းယူရင်လည်းတင့်တော်တဲ့လူကိုယူပါလားတဲ့ညီကောင်းချင်းမထုတ်ဖ ೇನೆဘာနဲ့စားနေတာလဲတဲ့မဟုတ်တာမလုံးနဲ့နော်တဲ့ကောင်းကောင်းပြောတာကိုငါဘာဖြစ်လဲညီအပူတပြားသားမှမပါဘူးဆိုတော့အမေနဲ့ရန်ဖြစ်ရောရက်ကလူကြီးတွေကလာပြီးနင်ထုတ်ရောအဲ့တော့မှဒေါ်ကြီးကလည်းကောင်းချင်းပြန်ထုတ်ခုလဲအိမ်မပြန်တာ4-5ရက်ရှိပြီမလာပြန်ဘူးခါတိုင်းတော့တရက်တလေပဲမလာတာကောင်းချင်းထုတ်တော့ပြန်ထုတ်သေးတယ်ခုတော့ကောင်းချင်းပဲမှာသွားထုတ်လဲသမီးလည်းမသိဘူးဝယ်စားလဲလာမလဲဘူးရေလဲလာမချိုးဘူးနေတတ်တယ်တကယ်ပဲဟောစားပါအောင်ဦးလေးရယွန်းလို့လားတန်းရတော့ဦးလေးစားပါတယ်အခုရွှေပြည်သာပြောင်းတော့မှယွန်းသွားတာလားတန့်ပါတယ်နော်အမေကတန်ရှင်းမှကြိုက်တာကောင်းချင်းဆိုလဲကောင်းတာမှလောက်တာပါဒေါ်လေးကအုံးသီးချစ်ပေးတယ်ဒေါ်လေးကတော့ဦးလေးသိပါတယ်ဦးအေးတောင်းမိန်းမလေးဦးအေးတောင်းလဲဦးလေးသိတယ်မလားမကြီးပုံတွေဆွဲတာလေသိလားသူနဲ့ကွဲသွားပြီဦးအေးတောင်းမိဘတွေကလားခေါ်လို့တော့ပြန်သွားတာခုထိပြန်မလာတော့ဒေါ်လေးကသားတယောက်နဲ့ကြံရင်ခဲ့တယ်တော်တော်ကြီးပဲကြီးလာပေါ့နေအောင်2နှစ်လားမသိဘူးရှိပြီမောင်ရီအေးတဲ့ပကြီးပုံဆွဲတဲ့ဦးအေးတောင်းကြီးကပေးသွားတဲ့နာမည်လေ
ဒေါ်လေးရဲ့ဖွားရဲ့ရေအေးရဲ့တူတူနေတယ်နောက်ဖေးကလေးမှနေတယ်ဒေါ်လေးကစပယ်သီးတယ်1000ကို9မူလားတစ်ချက်လားမသိဘူးတခါတော့သမဝါယမမှာဆန်လိုက်ရွက်တယ်ဒေါ်လေးကလှတော့ဦးလေးကြီးတွေကလာလဲတာကိုအဖေကမကြိုက်ဘူးဒေါ်လေးကလည်းဦးလေးကြီးတွေလာရင်စကားသိပ်မပြောပါဘူးသူကကိုတောက်ကိုကြိုက်တာကိုတောက်ဆိုတာစပယ်ညက်တဲ့လူကြီးမိမမရှိဘူးသူစပယ်ညက်တာလည်းဆိုင်ရှိတာမဟုတ်ဘူးတေးအိလေးနဲ့လိုက်ညက်တာညက်ရင်လည်းစစ်သားပုံညက်တာသိပ်မညက်ရဘူးဆိုင်ဖွင့်ရင်တော့ညက်ရတယ်တဲ့ဆိုင်ဖွင့်မှုက4-5တောင်ရှိမှာတဲ့စက်ကကြီးကလည်းဈေးကြီးတယ်တဲ့ပြောနေတာပဲဖွားတော့ဒေါ်လေးကိုညီယောက်ျားကိုစိတ်မနာဘူးလားအေးတဲ့ညီသားလေးကိုပဲလူဖြစ်အောင်မွေးပါတဲ့ပြောတယ်ဒေါ်လေးကအားကိုးပေါ်မေရဲ့မေကိုလည်းပြုစုနိုင်တာပေါ့တဲ့အဖွားကကြောက်ကြောင်များတော့လင်းမြူပါနဲ့အေးတဲ့ညီမနေနိုင်ရင်မနေနိုင်ဘူးပြောပါခုတော့မြူသေးပါဘူးဒါပေမဲ့ဦးရဲ့ကိုတောက်ကြီးနဲ့မဖြစ်ခင်ဒေါ်လေးလူတစ်ယောက်နဲ့ဖြစ်သေးတယ်စားသွားပေးရတာသမီးဆိုတော့ဘယ်သူမှမသိဘူးမေတို့လည်းမသိဘူးသိရင်ဘဲသက်သာမှာတော့ကြောကွဲမှာအဲ့ဒီလူကဦးစောတယ်လက်သမားလောက်တာဒေါ်လေးကိုစားရပေးရင်ကဒေါ်လေးကဦးစောကြီးနဲ့ကြိုက်တာအဖွားလည်းမသိဘူးတခါချိန်တွေ့တယ်ပြောတာပဲနောက်တော့ပြက်သွားတယ်ဒေါ်လေးလည်းတော်တော်နေမကောင်းဖြစ်တော့သမီးလည်းစားမပို့ရတော့ဘူးဒေါ်လေးလည်းခုတော့ဦးတောက်ကိုပဲယူတော့မှတူပါတယ်အဖွားကလင်းရင်ငါအလောင်းသားကြည့်တော့ဆိုလို့မယူရဲတာလားတော့မသိဘူးတနာပါတယ်ရေးလေးကတော့လူလဲသူ့အိမ်ကိုလာတဲ့လူတွေကိုမုံမိုးတောင်တောင်းတက်နေပြီလူကြီးတွေကလည်းမူးနေတာမဟုတ်လားပေးရင်10တန်း15ချက်တန်းနေပေးတာဒါမဲ့တော်တော်နဲ့မပြန်ဘူးရေနံစီဘိုးကိုတော်တော်ကုန်မှာတခါအဖေကဝုန်းတိုင်းဆိုလောက်မှပြန်ကြတယ်ဒေါ်လေးဝင်ခွေကတော့ပန်းသီတာကြီးမဟုတ်ဘူးပန်းတုံတော့ဇီးတုပ်ယူထုတ်တာလည်းပါတယ်တခါကျဲသီးတန်တက်တယ်ဈေးရောက်မယ်လည်းပြောတယ်လူကြီးတယောက်ကဈေးရောက်ရင်ရင်းနှီးပေးမယ်ဆိုတော့ဥတောက်ကမယူပါဘူးတဲ့ခဏနေဦးရေးသောင်းကြီးပြန်လာရင်တော့ကောင်းမှာပါရေးအေးလေးကသူ့ဖေနဲ့မတွေ့ရတာကြာလှပြီသမီးတို့ကမောင်လေးဆိုတော့လဲကြွေးပါတယ်မနဲ့ဆိုကောင်းချင်းတို့တထုပ်ပေးတယ်အမေမစားဘူးဦးလေးရဲ့မနဲ့ကြွေးမှစားတာအမေကတော့ဖွားရောဒေါ်ကြီးရောဒေါ်လေးရောကိုကြည့်နေရတာပေါ့အမေမမထားရင်ဘယ်မှာသွားနေမလို့အမေကိုဥပပါကြီးကြည့်ပါလားနေစရာမရှိတော့ရက်ဆိုင်မှာပဲအိတ်တယ်လမ်းမေးမှာမူးပြီးလဲတဲ့နေရာလဲနေတာပဲထမင်းဘယ်မှာစားမလဲမသိဘူးလောက်တော့ဆင်းတယ်ဘာမှတွေးမှာတဲ့ဘာမှတွေးဆိုတာမှလေဘာမှတွေးဆိုတာမှလေဦးလေးသိလားဥပပါရောသိလားမူးနေတဲ့ဟာပေါ့ဦးလေးကလည်း तू ကအင်ကြီးကို3တက်ဝစ်တာပစိုးကတစ်ထည်တည်းဝစ်တယ်အင်ကြီး3ထည်ကသူ့မှာရှိတာအကုန်ပဲအဟောင်းနေဘာမှတွေးအင်ကြီးတွေပါကြောတွေကွဲနေပြီအဲ့ဒါကို3တက်ဘူးဝစ်တာအဲ့ဒါငါပစ္စည်းအကုန်ပဲတဲ့ငါပစ္စည်းကိုမထိနဲ့တဲ့မူးရင်အော်ရောအဖွားဟုတ်ပါပြီတော့မထိပါဘူးသထေးမင်းရဲ့တဲ့ပြောရောဥပမာကြီးကအိမ်တော့မလာပေမဲ့နေရာတိုင်းမှာမူးလဲနေတာပဲသမီးတို့လည်းရင်ကတော့သနာတယ်နောက်တော့မသနာတော့တောက်မြင်တောင်ကတ်တယ်သူလာကရောသူရတဲ့ဆန်ရောဘယ်မှမသိဘူးအရက်နဲ့လဲတောက်သလားမှမသိတခါတော့လည်းသမီးတို့နဲ့ခင်တဲ့ဥခင်ဖေကဥပမာကြီးကိုသူ့ခြံနဲ့လာနေလဲလို့ခေါ်တယ်ဥပမာကြီးကခြံဆောင်သာနေရတာပေါ့ခြံကဘူးသီးခွဲသီးပဲတောင်ရှည်သီးတွေစိုက်တဲ့ခြံမှာတဲလေးကသေးသေးလေးအဲ့ဒါကိုကောင်းမနေဘူးဘူးသီးတွေခိုးရောင်းတယ်ဘူးညွန့်တွေဖြက်ရောင်းတယ်ဥခင်ဖေကြီးကဘာမှမပြောဘူးဥခင်ဖေကြီးမိမနှင့်ထုတ်တော့တာပဲအဲ့ဒီညသေမလို့တောင်ဖြစ်တာမူးပြီးလဲနေတာမထနိုင်ဘူးသေပြီဆိုပြီးအမေကိုလာပြောတော့အမေရောဖွာရောပြေးကြတော့လုံနေတာပဲဒါမဲ့မသေးဘူးသူ့ဘာမှတွေအင်ကြီးက3တက်မို့လေးမဖြတ်တာတဲ့အမေကပြောတယ်ခုတော့တောက်နေတော့မယ်ရေမြောင်းနဲ့လဲနေလဲရေမြောင်းထဲမှာတညအိတ်လိုက်တာပဲလမ်းဘေးမှာလဲနေလဲလမ်းဘေးမှာအိတ်လိုက်တာပဲဆောင်းလဲမချုံပါလဲမချုံပဲနဲ့နေတာကိုပဲမသေးဘူးအရက်တော့ရင်သမီးကတော့မုန်းတယ်တကယ်ပြောတာဦးလေးကိုရက်တော့လားတရားမှာတော့မတော့ဘူးလေသမီးမှတ်မိတယ်ဘယ်နိုင်ထိုးမလဲနေတောင်မြင့်ပြီလားမသိဘူးမုန်းကလည်းမကုန်ဘူးစိတ်ညစ်တယ်လင်ကန်းမသားကောင်းကိုနင်းပြောဦးမယ်တကယ်အမဒီကုန်းကြီးဘောကိုတက်ရတာလည်းမလွယ်ဘူးလုံညွေးဦးလေးကိုကြောက်ရသေးတယ်ဂိတ်ကဝင်တာမဟုတ်ဘူးဒီဘက်ခြံစည်းရိုးကခိုးတက်လာတာတွေ့ရင်ဖမ်းတယ်ဆိုလကားပါဦးလေးရသမီးတို့ဈေးရောက်နေကြဖမ်းတယ်သမီးတို့ကဘာလို့မှမလို့တော့ပစ္စည်းမခိုးရင်ပြီးတာပဲမဟုတ်ဘူးလားပစ္စည်းခိုးတာဆိုလို့အမေသူများပစ္စည်းကိုမခိုးရဘူးလို့မှားထားတယ်ကျောင်းတက်တော့ပတ်စံခိုးတယ်ဆိုတာလဲဦးလေးကိုပြောသားပဲသူများပစ္စည်းမှမဟုတ်တာအမေပတ်စံကိုခိုးတာပဲဘာဖြစ်လဲနော်သွားတော့မယ်ဦးလေးရဲ့ဝယ်လဲမစားဘူးအုံးသီးမြင်လေးနဲ့မှုေးနေတာပဲသမီးတို့ကတော့ကောင်းချင်းဆိုအတန်တောင်မကြားချင်ဘူးကောင်းချင်းတုပ်ဆိုပို့ဆိုးသေးအပြင်ကမြေကြီးတဲ့အမကြီးကိုတွန့်ရောင်းမယ်မကိုရင်ဘူးသားကိုသွားထိုင်မယ်။ဦးလေးဒီထဲကအမကြီးတယောက်နဲ့အကိုကြီးတယောက်လေဘူးသားကိုလာပြီးစကားပြောတယ်သိလား။သမီးကဘဲကလဲလို့ခနေ့မနေ့ကမှတွေ့တော့ဒီကအမကြီးဖြစ်နေတယ်။အတွဲတွေလည်းလာတယ်။သမီးတို့အိမ်ုံတောင်ဖိတ်တငယ်ချင်းရဲ့အတွဲလာသေးတယ်။ဦးလေး
ကြီးကဖေးလောက်ရှိနေပြီမာကြီးကငယ်ငယ်လေးလက်ကောက်တွေနဲ့ချမ်းသာတယ်ဦးလေးကြီးကမဲ့ချိတ်နေတာပဲအသက်ကလည်းကြီးတာကိုဘာကြိုက်မှလည်းမသိဘူးစကားတွေပြောပြီးရင်ညက်နေပဲဆိုပြန်လာပဲပြီးရင်မေကိုရေစင်မိုးပေးတယ်နက်မကြိုက်မှဆိုလို့အမေကရေစင်မိုးယူပြီးဘာလုပ်တယ်မသိဘူးတခါပေးရင်အဲ့ဒီအမကြီးက90ပေးတာသမီးကိုလည်းသူတို့နဲ့နေမလားတဲ့နေကြမှာဘူးကိုမိဘနဲ့ပဲကိုနေမှာပေါ့နော်ဘာလို့မှလဲလက်ကားကိုသားသမီးမှမဟုတ်တာဘယ်ကောင်းမှလဲခုတော့မလာတော့ပါဘူးမရဖေကိုပြောနေတာတော့တငယ်ချင်းကိုချစ်မောင်ကလည်းလူရှုပ်ပဲတဲ့ဒါဘယ်ကမိန်းမလဲဆိုတော့အဖေကသထေးမိန်းမတဲ့ကိုချစ်မောင်ကကားမောင်းတာတဲ့ဘာဒီမှလည်းမသိဘူးကားမောင်းတဲ့လူကိုသထေးမိန်းမကကြိုက်တာတဲ့ရီရတယ်နော်လေသွားတော့မယ်စကားလည်းတခွန်းမှမပြောဘူးရွှေပြည်သားကိုလာလဲအောင်မယ်သမီးတစ်ခေါက်တော့ရောက်ဘူးတဲ့ခေါင်းသုံးလုံးကိုသွားတာတရားကြီးကစီးရတာနော်အဝေးကြီးပါလားဦးလေးပြန်တော့ကားရလားကားကကြက်တယ်နော်ကောင်းချင်းတို့ရောင်းတဲ့လူတွေရှိလားအဲ့ဒီမှာလဲရောင်းကြမှာပေါ့နော်ကောင်းချင်းတို့ဒီကတော့ကောင်းချင်းတို့တဲကတော့ဘယ်နေရာမှမဆိုရှိမှာပဲသမီးနည်းနည်းကြီးလာရင်တော့ဒီရှိရမာကြီးတွေလိုမြေကြီးရွက်မယ်အုပ်စိမ့်တိုက်မယ်အုပ်စိမ့်တိုက်တာ1040တဲ့သမီးမေးပြီးပြီခုတော့မနိုင်သေးဘူးအုပ်စိမ့်က4တယ်နော်ဦးလေးရောကားသမားတွေကပတ်စံပေးလားလက်ဖေးတော့တောက်ရမှာပေါ့တိုက်ရင်တောက်ပေါ့ဦးလေးကပတ်စံပေးရင်လည်းယူပေါ့အောက်ဆိုင်ရတာပေါ့ခုကအောက်ဆိုင်ရမှာအောက်ဆိုင်မရရင်ဘလို့စားမလဲသမီးလောကအဖေလောက်ကမီးဖို့ဆိုတော့ဘာအောက်ဆိုင်မှမရှိဘူးတဲ့အမေကတခါလဲအောက်ဆိုင်မရလို့အဖေကိုစူတယ်ခုတော့အဖေ6ယောက်ကဆိုးလာတော့မပြောတော့ပါဘူးဆေးပဲကုနေရတယ်တခါဆေးစရာနောက်အမေလိုက်သွားရောမေပြန်လာတာနောက်ကျလို့အမေကိုအဖေစူတယ်ဆေးစရာဝေးမှနေတာလိမ့်စေးလိုက်ယူတာပါအဲ့ဒါကိုမေကသူ့ကိုဆေးစရာနဲ့ပေးစားတယ်ထင်လို့လားမသိဘူးငိုတယ်ညောင်ရည်ဦးကရေတွေလည်းတောက်တယ်အဖေကအဲ့ဒီဆေးလည်းမလိမ့်ဘူးသေခြင်းသေးပစည်းတဲ့အမေကညောင်ရည်ဦးရေတောက်တော့မှအလိမ့်ခံတယ်အဖေကတခါကကြီးကြောင်နဲ့ဦးလေးရဲ့အမေကအဲ့ဒီနေကငိုရင်းပြောတယ်ကျုပ်မေရောကျုပ်ညီမတွေရောကျုပ်ကိုရောကျုပ်ကိုမိခိုနေကြတာတဲ့ကျုပ်ကဆင်းရဲပေမဲ့လေးစားအောင်နေပြနေတာတဲ့ကျုပ်မဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့တော်ပြီဒီစကားဒီတစ်ခါပဲပြောတယ်ပြောနေတာသမီးတော့တနာတော်တနာတယ်နောက်တော့ဖေလည်းမပြောတော့ပါဘူးသမီးတို့ကတော့တန်းရမှနေရတော့မှအိတ်ခမ်းချင်းချင်းလေးတွေမှာလူတွေအများကြီးပဲဖေပေးစင်ယူရင်ဘယ်နှသွားနေရမှန်းတော့မသိဘူးသမီးတို့ပြောင်းရင်အဖွားရောဒေါ်ကြီးရောဒေါ်လေးရောရေးလေးတို့ဘယ်ကိုသွားနေမလဲသမီးကတော့ပူးနေတာပါမေတို့ကမပူဘူးဒေါ်ကြီးတို့ဒေါ်လေးတို့မပူဘူးရောက်ရပဲတဲ့သွားတော့မယ်နော်မယူချင်ပါဘူးဦးလေးကမုံဖြစ်မွဲစားပဲနဲ့ပေးတာကြီးကိုမယူချင်ပါဘူးနေပါစေဟာဦးလေးကလည်းဒါဖြစ်လဲသမီးဘတ်ထားမှာပဲဒါခိုးတာမဟုတ်ဘူးနော်သမီးသုံးကျင်လို့မေမသိအောင်ယူထားတာသမီးနာမည်ကဝိုင်းဝိုင်းပူတဲ့တန်းရမှနေတော့မယ်လာလေပါအောင်လားဦးရဲ့ဆရာနေဝင်းမြင့်ရဲ့တာလီကာဆိုတဲ့ဝတ္ထုတိုလေးဒီမှာပဲဆုံးသက်ပါပြီရှင်ဆုံးဒီနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရရှင်